ဆက်လက်ရကြတော့ကျွန်တော်များဗျာအနုမောဒနာတရားချင်းချင်းပြည်သနာတော်မူပါယံပြည့်စုံသောလျှောက်ထားအပ်ပါသည်ဆရာတော်ကျွန်တော်များဗျာယောဂီများနဲ့အလုံးသောတရားဝိသုကြောက်ရောက်ကြတဲ့အလုံးတော်စင်မိဘပေါင်းတော်ကောင်းတော်မိမိလို့ညတာတတတဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့တရားကိုရုပ်သေးစွာနာယူကြည်ညိုနိုင်ပါပြီလောကလေးရှာထားလို့ရနော်တရားကိုအနုမောဒနာတရားစယူဟောမယ်လို့ဘုရားလိုစတင်ကြည်ကြလိုက်တဲ့ချိန်မှာ8နာရီနဲ့22မိနစ်ရှိရွာရလာပြီးတော့လာတဲ့အမိဘတွေထမင်းစားပြီးရတယ်တို့တရားဝဲပြန်မှစားမယ်ဆိုပြီးခုခတ်ထားရင်တော့သုံးမှလည်းကြောက်နော်အပိတ်ကြီးဆိုတော့ဆောင်းဆောင်းလေးလေးနဲ့ပြည့်စုံစုံနဲ့ဆိုတော့ဒီနေ့တော့နည်းနည်းကြားလိုက်တာနော်ဘိုးဘိုးပြီးတော့ဘာလောင်းပါအာမငယ်တယ်နော်မိဘမျက်နှာတော်ကြီးကြည့်ရတာအပိတ်နေမှာရေစက်ရှာတယ်မျက်နှာတော်ကြီးရှိသေးတယ်အဲ့ဒီအမိဖတွေကမကြေပွဲကြီးမှာဒီနေ့နှစ်ပတ်ညက်ပြီးတော့7တဲ့လောက်မှာဆိုရမယ်တဲ့နော်ဒီနေ့မှလာတာကိုရေစက်ရှာလို့ဆိုဟုတ်တယ်ပေါင်းဟောလာပါလေဟောမှန်ပါဗျဆရာလေးကမှန်ပါဗျဟောတယ်နောက်ကမလုပ်ဘူးဖြစ်ဘယ်လိုလုပ်ပါ့အေးနော်အဲ့တော့လှည့်တော့ရောက်ပြီပေါ့ဗျာနော်တော်သေးလို့တခါကြီးကလှည့်ပေးလို့တော်သေးတယ်ဟုတ်တယ်ဗျတော်တော်များများလည်းစုံသွားပြီရှိပါပြောလိုက်တာဟုတ်လားအဲ့တော့ဒီနေ့ဘာလေးပြောချင်လဲဆိုရင်ခုနကျောင်းဆရာတခါကြီးဦးတင်စောကအနုမောဒနာနော်အနုဆိုတာကတော့ဖန်ဖန်ထက်ထက်မောဒနာဆိုတာဝိုင်းမြောက်တဲ့စကားပြောရတာဒါပါဠိပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်တို့တော်ပြကြီးပါကျွမ်းနာရမှာကျောင်းတဲ့ကြီးပြင်းပါဒိဋ္ဌံဝလံနိဗ္ဗာန်တရားစကံဒိဋ္ဌံနိဗ္ဗာန်တရားစကံ9ရက်တာပေါ့အဲ့ဒီတရားဝကြီးကိုစွန့်လူရှင်တွေရှင်းမှပြောပြီးရေမီလူရှင်တွေချိုးဝဲလူရှင်တွေရေတန့်လူရှင်တွေအလုံးကုသိုလ်မိသားစုကောင်းတွေဝိုင်းမြောက်ဖို့ရအတွက်ဝိုင်းမြောက်ဖို့ရစကားပြောရတယ်နော်။ဘာစကားပြောရမှာတော့ကုသိုလ်ဆိုတာဝိုင်းမြောက်နေမှရတာရှိကုသိုလ်ဆိုတာဘာမြောက်နေမှာရတာရှိနော်။ဘုံဘုံတို့လူတိုင်းကြားဘူးလေဒီနေ့ဘုံဘုံတို့နည်းနည်းခက်ကြီးဒီစက်ဝိုင်းဒေသနာကြီးလည်းဒီနေ့မပြောတော့ဘူးလောကကြီးပြောပြီးသွားပြီဘုံဘုံပေါ့အဲ့တော့ရွာလေးရလာတဲ့မိဘတွေလည်းမရတယ်ဆိုတော့ဒီနေ့ပုပ္ပပပလေးနဲ့အများနာတဲ့စကားလေးပဲဘုံလို့ပြောမှာနော်အဲ့တော့စေရနာသုံးတယ်မှာအပရစေရနာဒါရေးကြည့်ပုပ္ပစေရနာမလုံမီမှာဝမ်းမြောက်တာနော်မောဇစေရနာလူနေတုံးမှာဝမ်းမြောက်တာအပရစေလူပြီးရဲ့နောက်မှာဝမ်းမြောက်တာအဲ့ဒီအပရစေရနာကိုရေးကြည့်တဲ့ကြောင့်ဒီပါလို့နည်းနည်းလေးပြောဘုံတော်မိဘတို့ကလူတစ်ခုလုပ်ပြီးပြီဆိုရင်ပြီးရောပြစ်ထားလိုက်တော့တာပဲဟုတ်တယ်မလားတော့ပရစေရနာဆိုတာဘာလဲလူဩရဏဆိုတာအဲ့ဒါလေးပြောတာနော်ကိုလုပ်တဲ့ကုသိုလ်ကိုထက်ခါတလဲထက်ခါတလဲပြန်ပြီးတော့လက်ရအောင်မေတ္တပရိယနေတဲ့အဲ့ဒါနေ့တိုင်းကိုလုပ်တဲ့ကုသိုလ်တွေကရနေတာဟုတ်နော်ဘုံတော်မိဘတို့ကအတိတ်ကိုပြန်ပြလိုက်ပြီဆိုရင်စိတ်ရှမ်းသာစရာနဲ့စိတ်ဆင်းရဲစရာဘယ်ဟာကပြီးတာများလဲမှန်တော့ဘယ်ဟာပြီးတာများလဲမြေငါးရုံးလေးများမျက်တော်တနှုံးလုံးနဲ့ဟုတ်လားစိတ်ညစ်စရာလေးစိတ်ဆင်းရဲစရာစိတ်ပြေမှုတွေပြန်ပြီးတော့တွေးနေတာမဟုတ်လားဟုတ်လားဟုတ်ပါရဲ့ပြန်တွေးနေတော့တွေးတဲ့မှာစိတ်ကရှမ်းသာလားဆင်းရဲလားဆင်းရဲပါရဲ့ဗျာဆင်းရဲတော့ကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာဖြစ်တယ်အကုသိုလ်ပါရဲ့ဗျာအကုသလတာဝေသဒုက္ခဝိပါကလက္ခဏာအကုသလပြန်တွေးနေတဲ့အကုသိုလ်တရားတွေက
တာဝိဇ္ဇာကိုယ့်ကိုယ်ကိုအပြစ်သားကောင်လို့ဖြစ်တယ်နော်ဒုက္ခဝိပါကလက္ခဏာဆင်းရဲခြင်းသဘောရှိတယ်ဒါတော့မိဘတို့ဘာတွေးမလဲဆိုတာကိုရေးကြည့်ပြီနော်မိဘတော်အားလုံးနားလေစကားလေးပြမှတ်ပါဘာတွေးမလဲကုသိုလ်တွေကိုတွေးရင်နဲ့စိတ်ဆင်းရဲမလားစိတ်ချမ်းသာမလားကုသိုလ်ဆိုတာတွေကိုပြုထားတဲ့ကုသိုလ်တွေဟုတ်တယ်မလားပြန်တွေးခြင်းတွေအဲ့ဒါအဘာရစေတနာပဲမိဘတို့ကြားမှုနေတာပဲလေဒါပေမဲ့လေးလေးနဲ့ဒီလိုလေးသေချာလေးပြန်တွေးကြည့်ဖို့မလိုလားလို့လားလိုပါရဲ့ဗျာအဲ့ဒါကိုပဲဝမ်းမြောက်အောင်ဆိုပြီးတော့ကိုလုံးတဲ့ကုသိုလ်တွေကိုဝမ်းသာတတ်ဖို့ဝမ်းမြောက်တတ်ဖို့ပိဋိဖြစ်တဲ့ဘုန်းကြီးတွေကမိဘတို့ပြောပြရတာဒီအလူရှင်တွေဆွမ်းလူရှင်တွေဒီနေ့မှပေါင်းပြရေးသက်ချပါနော်ရေလူရှင်တွေချိုးဝဲလူရှင်တွေအေးလူရှင်တွေအော်အစုံတော့လေအများကြီးပဲလူရှင်တွေဟုတ်တယ်မလားအဲ့ဒီလူရှင်တွေဝမ်းသာဖို့ပဲဒါတို့စိတ်ဆင်းရဲတရားတွေးမလားစိတ်ချမ်းသာတရားတွေးမလားစိတ်ချမ်းသာတရားတွေးမလားဒါဆိုရင်ကိုလို့တဲ့ကုသိုလ်တွေကိုကြောင်ထိုးထားမှလားအမှတ်တရားလေးနဲ့ပြန်ကြည့်မလားအမှတ်တရားလေးနဲ့ပြန်ကြည့်ရပါဒါရလားနေဗယံရောက်ဖို့ကြင်ကြမ်းနေပြီပဲတကယ်လို့ညတို့နိဗ္ဗာန်နဲ့လွဲသွားပြီဆိုသေကာတိဒီရတာလေးနဲ့သိရင်ကုသိုလ်လေးဆွဲတဲ့တော့လူတို့ဖြစ်ကောင်းနိုင်ရဲ့ဘောနတ်တော်ဖြစ်ကောင်းနိုင်ရဲ့ဘောဟုတ်လားဒါပေမဲ့ကုသိုလ်ကတော့အတေတော့ဆွဲမရှာဘူးနော်ကိလေသာကဆွဲရှာတယ်ဘောဒါပေမဲ့အဲ့ဒီကိလေသာမွေအောင်ကိုယ့်ရဲ့ကုသိုလ်လေးတွေကိုအာစိန်ကံလေးနဲ့မြဲမပြတ်ထက်ခါတလဲလဲထက်ကြီးတလဲလဲပြန်ပြီးတော့မစင်စားရပါလားစဉ်းစားရပါအေးအဲ့ဒါလေးတွေစဉ်းစားဖို့လည်းတော်တော်ထပ်ပြီးတော့ကုသိုလ်ကိုလည်းထပ်ပြီးတော့ပြုဖို့မလုံးလားလို့လားဒါလေးတွေကိုဘုံဘုံတို့တရားကောင်းစဉ်လေးပြီးပြီးတော့လဲနေပြောမယ်မှားလိုက်ပြရသည်ရှင်းမိတ်ဆွေတဲ့နောက်ဆုံးလေးဆိုတော့မှားရမှာပေါ့ဗျာဗါတယ်တော့